ကိုက English လို့စကားပြောနေပေမဲ့ကိုယ့်ရဲ့အတန်ကစာရီရွတ်နေတယ်လို့မျိုးစာရီဖတ်နေတယ်လို့မျိုးအတန်ကတန်းတန်းကြီးဖြစ်နေရတယ်ဆိုတာက voice stress နဲ့ intonations ကိုမသိသေးလို့ပါ English ဘာသာစကားဟာဆိုလို့ရှိရင်အတန်အနှိမ့်အမြင့်အတက်အကျအဖိအဖော်နဲ့ပြောရတဲ့ဘာသာစကားဖြစ်ပါတယ်အဲ့တော့ကျမတို့ voice stress နဲ့ intonations ကိုမသိတဲ့အခါမှာဆိုလို့ရှိရင်ကိုယ်စကားပြောတဲ့အခါမှာကိုယ့်ရဲ့အတန်က unnatural ဖြစ်နေတာမျိုးကိုအားလုံးပဲကြုံကြမှာပါအဲ့တော့ဒီနေ့ဒီဗီဒီယိုထဲမှာကျမက voice stress အကြောင်းကိုအရင်ဆုံးပြပါမယ်အဲ့တော့အားလုံးရဲ့ပထမဆုံးအနေနဲ့သိချင်ကြမှာကတော့ဒီ voice stress ဆိုတာဘာလဲပေါ့နော်အဲ့တော့ voice stress ဆိုတာကကျမတို့စကားလုံးတစ်လုံးမှာရှိရမယ်အတန်ဖိရမယ်နေရာကိုဆိုလိုချင်တာဖြစ်ပါတယ်ဒီနေ့အပြင်ကိုအတန်ဖိထားတဲ့နေရာကပို့ပြီးတော့အတန်ပို့ပြီးတော့ကြည်ကြကြားရတယ်ပို့ပြီးတော့ခက်ကြလေးကြားရတယ်ပြီးတော့ high pitch ဖြစ်နေတာမျိုးကိုဆိုလိုတာပါအတန်ကိုဖိရဲဆိုတဲ့နေရာမှာလည်းအဲ့ဒီစကားလုံးမှာအတန်ဘယ်နှတန်ပါလဲဆိုတဲ့ syllabus ကိုလည်းထည့်စဉ်းစားဖို့လိုပါတယ်ဥပမာ pineapple ပေါ့နော်အဲ့တော့ pineapple မှာ syllable ဘယ်နှခုပါမယ်ထင်ပါတယ်လေဟုတ်ပါတယ်၃ခုပါ pineapple ဆိုပြီးတော့ syllables ၃ခုပါပါတယ် stretch syllable အတန်ဖိရမယ့်နေရာကတော့ကျမတို့ first syllable pie မှာဖြစ်ပါတယ်အဲ့တော့အတန်ထွက်ကြည့်မယ်ဆိုလို့ရှိရင် pineappleနောက်ထပ် examples လေးတွေကတော့ banana 3 syllables ရှိပါတယ် second syllable မှာ stretch လုပ်ပါတယ် strawberry သူလည်း3 syllables ရှိပါတယ်ဒါပေမဲ့first syllable ဖြစ်တဲ့ straw မှာ stretch လုပ်ရပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျမတို့ voice stress တွေက go speaking ပြောတဲ့အခါမှာဘယ်လောက်ထိ natural ဖြစ်စီလဲဆိုတဲ့ဟာကိုမြင်သာသွားကြမယ်လို့ထင်ပါတယ်ဒီတစ်ခေါက်မှာကျမက voice stress သုံးပြီးတော့ပြောထားတဲ့စာကြောင်းနဲ့မသုံးထားတဲ့စာကြောင်းကိုရှင်းပြီးတော့အတူတူပြောကြည့်ပါမယ် I want some pineapples I want some pineapple အဲ့ဒါဆိုလို့ရှိရင်တော့ကျမတို့ voice stress တွေကဘယ်လိုမျိုးအရေးကြီးလဲဆိုတာကိုနားလည်ကြလာပြီလို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်